လွန်ခဲ့တဲ့နှစ်ပေါင်း120ကျော်ထောင်ကိုလာကက်ခုနှစ်တုန်းကဂရီးနိုင်ငံရဲ့အန်တီဂီတီယာကျွန်းအနီးမှာရေငုတ်တမတဆူဟာပင်လယ်ချမ်းပြင်ကရှေးဟောင်းတင်ပေါ်ပြက်ကြီးတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။အဲ့ဒီတင်ပေါ်ထဲမှာအဖိုးတန်ရွတ်သူတွေဗေဒနာတွေအပြင်ထူးဆန်းတဲ့တန်ကျေးတန်နေတဲ့ကျေးဝါတုံကြီးလည်းပါဝင်လာခဲ့ပါတယ်။အစာပိုင်းမှာတော့ဒါဟာတာမန်တပ်သူတုံတစ်ခုလိုပဲအလုံးကထင်မှတ်ခဲ့ကြတာပါ။ဒါပေမဲ့ဆယ်စုနှစ်အနည်းငယ်အကြာမှာတော့ဒီတန်ကျေးတက်နေတဲ့အရာဝတ္ထုကြီးဟာအစိတ်စိတ်အမွာပွဲထွက်သွားပြီးအတွင်းထဲကအလွန်သေးငယ်တဲ့ဂျေးဝါဘေးစိတ်လေးတွေကိုမြင်တွေ့လိုက်ရပါတယ်။အဲ့ဒီဘေးစိတ်လေးတွေဟာနာယီတစ်လုံးရဲ့စက်ရံထရာတွေလိုပဲအလွန်တိကျပြီးရှုပ်ထွေးလွန်းနေတာကြောင့်သိပ္ပံပညာရှင်တွေကိုအကြီးအကျယ်အံ့အားသင့်စေခဲ့ပါတယ်။နှစ်ပေါင်းနှစ်ခေါက်ကျော်ကလူသားတွေဟာဒီလိုအစစ်မင်းနဲ့စက်ပစ္စည်းမျိုးကိုဘယ်လိုများတီထွင်နိုင်ခဲ့ကြသလဲဆိုတာကစိတ်ဝင်စားစရာဗဟီလေးတစ်ခုဖြစ်လာခဲ့ပါတယ်။နေပညာတွေတိုးတက်လာတဲ့အခါမှာတော့သိပ္ပံပညာရှင်တွေဟာဒီကိရိယာကို X-ray ရိုက်ပြီးအသေးစိတ်စစ်ဆေးကြည့်ခဲ့ကြပါတယ်။ရလဒ်ကတော့မယုံနိုင်စရာပါတယ်။ဒီကိရိယာဟာနေလနဲ့ကြောတွေရဲ့တွာလာမှုကိုတိတိကျကျတွက်ချက်ပေးနိုင်တဲ့ကမ္ဘာပထမဆုံး analog computer ဖြစ်နေတာကိုတွေ့ရှိခဲ့ရပါတယ်။ဒါဟာရှေးဟောင်းဂရီလူမျိုးတွေရဲ့နက္ခတ်ဗေဒဆိုင်ရာအသိပညာဟာကျွန်တော်တို့ထင်ထားတာတဲ့အစားပေါင်းများစွာပူမိုမီဝါနေတယ်ဆိုတာကိုသက်သေပြလိုက်တာပဲဖြစ်ပါတယ်။ဒါပေမဲ့အကြီးမားဆုံးလုချက်ကတော့ဒီစက်ကရိယာကိုဖန်တီးခဲ့တဲ့အစင်မြင့်နေပညာတွေဟာဘာကြောင့်ရုတ်တရက်ပျောက်ကွယ်သွားခဲ့ရတာလဲဆိုတာပါပဲ။ဒီလိုမျိုးအစင်မြင့်စက်ကရိယာတွေကိုနောက်ထပ်နှစ်ပေါင်း1500ကျော်ကြာတဲ့အထိကမ္ဘာပေါ်မှာဘယ်သူမှထပ်မံမဖန်တီးနိုင်ခဲ့ကြပါဘူး။ဒီသမိုင်းလွယ်နေပညာတွေဟာစစ်ပွဲတွေကြောင့်ပျက်စီးသွားခဲ့တာလားဒါမှမဟုတ်တခြားသောအကြောင်းရင်းတွေကြောင့်လူသားတွေရဲ့မှတ်ဉာဏ်ထဲကနေပျောက်ကွယ်သွားခဲ့တာလားဆိုတာကတော့ဒီနေ့အထိဖေလီတစ်ခုဖြစ်ကြန့်ရှိနေစေပါတယ်1918ခုနှစ်နွေရာသီတစ်ခုမှာပြင်သစ်နိုင်ငံစထရာဘတ်မြို့ရဲ့လမ်းမတွေပေါ်မှာထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုစတင်ခဲ့ပါတယ်။အမျိုးသမီးတစ်ယောက်ဟာဘားတဲ့ဂီတမှမရှိပဲလမ်းမပေါ်မှာအယူအမူကခုန်နေခဲ့ပါတယ်။ဒါဟာပျော်လို့ကတာမဟုတ်ပဲသူမကိုသူမမထိန်ချုပ်နိုင်တဲ့ပုံစံမျိုးပါ။နောက်ရက်တွေပါတော့သူမနဲ့အတူနောက်ထပ်လူပေါင်း၄လလောက်ဟာအစာမစားအိမ်မပျော်ပဲရက်ပေါင်းများစွာစက်တိုက်ကခုန်ခဲ့ကြပါတယ်။တချို့ကတော့နှလုံးရက်ပြီးသေဆုံးသွားတဲ့အထိဖြစ်ခဲ့ပါတယ်။အဲ့ဒီခေတ်ကဆရာဝန်တွေကဒါကိုသွေးပူယောဂလို့သတ်မှတ်ပြီးပိုကခိုင်းရင်ပြောင်းမယ်လို့ထင်ခဲ့ကြပြီမဲ့အခြေအနေကပိုဆိုးလာခဲ့ပါတယ်။ဒီကနေ့အထိသိပ္ပံပညာရှင်တွေကဒါဟာအစာအစိတ်တင်တာလားဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာယောဂတစ်ခုလားဆိုတာအငင်းကွာနေကြဆဲဖြစ်တဲ့သမိုင်းဝင်ပဟေလီတစ်ခုပဲဖြစ်ပါတယ်